ပေးတော်မူ၏သူပေါင်းတို့သည်ကြောက်ခြင်းသို့ရောက်၍ကြီးစွာသောပရောဖက်သည်ငါတို့တွင်ပေါ်ထွန်း၏ဘုရားသခင်သည်မိမိလူမျိုးကိုအကြည့်ရှုကြွတော်မူဟူ၍ဘုရားသခင်ကိုယ်တော်ချီးမွမ်းကြ၏ထိုသတင်းတော်သည်ယူဒပြည်၌ယူဒပြည်မှစ၍ပတ်ဝန်းကျင်အနက်ရက်အနက်တို့၌အနံ့ပြကျော်ဆုံး၏ပရိစ္ဆန်ယောဟန်ကိုသခင်ယေရှုချီးမွမ်းခြင်းယောဟန်၏တပည့်တို့သည်ထိုအကြောင်းအရာလုံးစုံတို့ကိုမိမိဆရာအားကြားပြောကြ၏ထိုအခါယောဟန်သည်မိမိတပည့်တစ်ယောက်ကိုခေါ်ပြီးယေရှုထံတော်သို့ဆေး၍ကိုယ်တော်သည်ကြွလာတော်မူသောသူမှန်သောအခြားသို့မဟုတ်အခြားသူကိုမျှော်လင့်ရပြီတော့ဟုမေးလျှောက်စေ၏ထိုသူတို့သည်အထံတော်သို့ရောက်လျှင်ကိုယ်တော်သည်ကြွလာသောသူမှန်သောသို့မဟုတ်အခြားသောသူကိုမျှော်လင့်ရပြီတော့ဟုမေးလျှောက်စေခြင်းကပဋိစ္စံဆရာယောဟန်သည်ကျွန်ုပ်တို့ကိုယ်တော်ထံသို့ဆေလွတ်ပါ၏ဟုလျှောက်ကြ၏သူအချိန်၌ယေရှုသည်